မုတ်တာစာကြီးအာမင်းဆိုရင်စာကြီးညပြကြွလျံပါရမီအမှုဒါနကမ္မပါရမီအမှုဒါနကမ္မအတန်ရောက်သေးတယ်ဗျလောက်ပွဲပန်းတာနော်တဘာဝမံခေါင်ထိန်အမှုရကြီးဒေသအခြေတယောက်ရှာမယ်စေတောက်တံဤကြီးဘုံသုံးမချမချမုတ်တာသာကြီးအာမင်းဆွေဝင်စာကြီးညပြကြွလျံပါရမီအမှုဒါနကမ္မပါရမီအမှုဒါနကမ္မတဘာဝအမှန်ခေါင်းထိုင်အမှုရကြီးဒေသအခြေတယောက်ရှာမယ်ရကြီးဒေသအခြေတယောက်ရှာမယ်စေတောက်ရံဤကြီးဘုံသောမချဘုမရဲ့လာပါလာဟာအဲ့ဒါယုံသေးလို့ဗျလူရှင်မိသားစုနဲ့ကိတ်ဒုတမန်တန်တို့ကြီးစမ်းပါဗျာဘုမကိုကျွန်တော်ယုံသေးလို့ခိုင်းလိုက်တာဗျခိုင်းဝါဒနာရှင်တွေဇော်မင်းကတယောက်ထက်လက်ဆွမ်းပြ
ဘူးကျုပ်တငယ်ချင်းချစ်တာကျုပ်တခုပြောဦးမယ်ဒုပရိသတ်ကြီးမနေ့ကအဝင်ထဲကဦးကြီးစိန်အမေတော်သေးအဝင်ညာနေဧကန်လေးကနေအခုချိန်ဒီလက်ခံတစ်စက်မှကြောက်ဘူးချစ်တာကဲတကယ်ချင်းဘုမသူကစိတ်ချသွားပြီသူကခိုင်းမယ်နော်ဇော်ကြီးပြင်မန်းနဲ့သဘောမထားနဲ့ကွာနည်းနည်းဒီအခန်းလေးတော့နည်းနည်းငါနည်းနည်းခိုင်းအောင်မယ်နော်လုပ်ပါခိုင်းစလုံးလိုက်အောင်တို့30ချကိုတရီတရားတတ်မှာဆိုတကယ်ချင်း30လုံးငါသွားတော့ဘူးနော်သွားနေတော့မင်္ဂလာပိတ်သိမ်းရေကြလာပြီဇော်မင်းတို့ဘိုမတို့ဟဲ့ဒီစပယ်ပင်ရွာမှလာပြီရိုင်းတရားမှာပဲခွေးချပါမည်အောင်ညောင်းစေရတို့လေဒါတွေဖွင့်လို့ရပြီဒီအတန်ဒီတခါကျတော့ဇော်မင်းမင်းကပံပိုးပေးရတော့ပံပိုးပေးတာပဲတကယ်ချင်းမင်းတောင်ကကျေလွတ်နေပြီအဲ့တော့ဟိုဘက်ကပံပတိနိုင်ကြီးငါတို့မလေးတခုပြောမယ်နော်သူ့လည်းစူးချရင်ချလို့ရတယ်သူမပါလို့မင်းသမီးအသက်သွင်းလို့မရဘူးညီလေးတက်ရေဘလို့တော့ဒီအစ်စ်သွားကြအောင်လှုပ်ထားကွာထီပိုဒီလုံးဆန်းကွာအမေကြီးတွေပါတယ်ရွှေလိပ်ပြအမေတော်အေးကြီးကားတဲ့ပုံစံလေးညလည်းညီဟိုအဖပုံစံလေးလောက်သွားသေးလားကဲသဘောတရားမလုတ်ကျင်တော့ပိုးကိုကောင်းပြီဘုမဒီတခါကျတော့ကဲခေါင်းတုံတို့လဲတုံတို့နဲ့ကဲပတ်တူပြေအောင်နဲ့အဖွားကမကားလိုက်ဘူးဆိုတော့ဘုမလွဲသွားလို့တူပြောင်းတင်းပြနိုင်ငါအဲ့ဒီစပြောချင်တာလွဲသွားဟုတ်တယ်